ကဲကျွန်တော် Manchester United တင်အတွက်ဒါ Premier League Table Standing မှာအထက်ကိုတက်ဖို့နောက်ထပ်အခွင့်အရေးတစ်ချိန်ထပ်ပြီးတော့ရလာတဲ့အချိန်လို့ပြောလို့ရရဗျာ။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီမင်းညမှာတော့စပါးနဲ့ Newcastle ရတည်ကြခဲ့တဲ့အတွက်သူတို့နှစ်သင်းစလုံးအမတ်ရော့ခဲ့တယ်။ပြီးတော့ဒီဘုံမောက်ကလည်းသူတို့ရဲ့အိမ်ခွင်းမှာပဲသူတို့ရှုံးခဲ့တယ်။ဆိုတော့ Aston Villa အသင်းကလည်းဒီ Brighton အသင်းနဲ့ထိတိုက်တွေ့နေတယ်။ဆိုတော့သူတို့နှစ်သင်းကလည်းတစ်သင်းရကြပေါ့အမတ်ရော့မယ်။တကယ်လို့တည်ကြခဲ့ရင်နှစ်သင်းစလုံးအမတ်ရော့မယ်။ဆိုတော့ကျွန်တော်တို့အသင်းအတွက်ဗျာဒါနောက်ထပ်အခွင့်အရေးတစ်ချိန်ထက်ရလာတယ်ဆိုတော့ဒီအခွင့်အရေးကကျွန်တော်ဒီပြီးခဲ့တဲ့ Everton နဲ့ပွဲမတိုင်ခင်ရခဲ့တဲ့အခွင့်အရေးနဲ့တပုံစံတိုင်းပဲဆိုတော့ကျွန်တော်တို့အသင်းဒါတူညီတဲ့အမားကိုတော့ထပ်ပြီးတော့လုပ်လို့တော့မရဘူးဆိုတော့အခုလာမယ့်ပွဲစဉ်ကကျွန်တော်တို့က one hand နဲ့ရှင်ပြိုင်ကစားမှာဖြစ်တယ်ဆိုတော့ထုံးတဲ့အတိုင်းပဲဒီ D-New တွေ line up prediction တွေပြီးတော့ဒီပွဲမှာအခြေအနေတွေဘယ်လိုရှိလာနိုင်လဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်ညီကိုတွေနဲ့အတူတူပွဲကြိုသုံးသက်ချက်အလေးပြုလုပ်သွားခြင်းတယ်ကဲညီကိုရင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီ channel လေးကို like and subscribe လုပ်ခဲ့ရသေးဘူးဆိုရင်လည်းလုပ်ခဲ့ပေးကြပါအောင်ဆိုတော့ကျွန်တော်တို့လက်ရှိချိန်ကဒါဒီဇင်ဘာပွဲချက်ကာလဆိုတဲ့အတိုင်းပဲဒါပွဲတွေကတော့တောက်လျှောက်ကိုဇက်တိုက်ကိုလာမယ်ဆိုတော့ကျွန်တော်အသင်းရှိရမှာပဲ Crystal Palace နဲ့ကစားတယ်အခုလာပြီးတော့ West Ham နဲ့ကစားမယ်ပြီးတော့ကျွန်တော်တို့ဒီ Wolverhampton အသင်းနဲ့ကစားရမယ်ဆိုတော့ပွဲတွေကတော့တကယ်ကိုဇက်တိုက်ပဲဆိုတော့ကျွန်တော်အသင်းကဗျာဒီပြီးခဲ့တဲ့ Crystal Palace နဲ့ပွဲမှာဆိုရင်ကျွန်တော်အနိုင်ရရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲကိုဒါညီကိုတွေလည်းမြင်ပါပါကျွန်တော်အသင်းရဲ့ပထမပိုင်းကစားပုံကတော်တော်လေးကိုစိုးစိုးရွားရွားအနေထားဖြစ်တယ်ဒုတိယပိုင်းဒါပိုကောင်းတဲ့ပုံစံနဲ့ပြန်လာနိုင်လို့ဒါကျွန်တော်အနိုင်ရရှိခဲ့ဗျာဆိုတော့ပိုကောင်းတဲ့ပုံစံဆိုတော့လည်းကျွန်တော်ကစားကွက်တွေ chance creation တွေအများကြီးရပြီးတော့ HG over perform ဖြစ်ပြီးတော့ပြန်လာတော့မဟုတ်ကျွန်တော်ပြောချင်တာဒီ industry ကောင်းကောင်းနဲ့ပွဲကိုကောင်းကောင်းကန်းကန်းလေးကစားနိုင်ပြီးတော့ပြန်လာနိုင်တာကိုအဓိကပြောချင်တာဗျာဆိုတော့ကျွန်တော်ဒီခုလာမယ့်ပွဲစဉ်ကဒါ one hand နဲ့အင်ကွင်း Old Trafford မှာပဲကျွန်တော်တို့ကအရှင်ပြိုင်ကစားရမယ်ဆိုတော့ဒါကဒီပွဲရဗျာကျွန်တော်အကြောင်းပြချက်မရှိနိုင်ကိုနိုင်တဲ့ပွဲထဲမှာပါတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်တစ်ချိန်ရလာတဲ့အခွင့်အရေးကိုလည်းအမိရစုပ်ကိုင်နိုင်ဖို့ရလိုတယ်ဆိုတော့ကျွန်တော်အသင်းရဲ့ဒီ Tini ကိုသွားကြည့်မယ်ဆိုရင်ကျွန်တော်အပြောင်းလဲတွေတော့အများကြီးမရှိဘူးဒါပေမဲ့ဒီမာတီရဲ့ကွန်ညာကတော့ကျွန်တော်တို့အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ပြီးတော့ဆင်းနိုင်နေဆိုပြီးတော့ပြန်ပြီးတော့သိရတယ်ဆိုတော့ဒီသတင်းကတော့ကျွန်တော်တို့ United အသင်းအတွက်ဒါတကယ်ကိုသတင်းကောင်းပဲဒါပေမဲ့ဗျာကျွန်တော်အမြင်ပြောရရင်ဒီ Amorim ကကွန်ညာကို risk ယူပြီးတော့ဒီ line up မှာထွက်လာမယ်လို့တော့ကျွန်တော်တော့မထင်ဘူးဆိုတော့ Amorim ကဒီအဲ့ဘိုင်းမှာဆိုရင်တော်တော်လေး patient ဖြစ်တဲ့နီးပြထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်ဆိုတော့ကွန်ညာအနေနဲ့အများဆုံးอ่ะဗျာဒီ bank မှာပဲပါလာနိုင်ပြီးတော့ပွဲအခြေအနေကိုကြည့်ပြီးတော့ပါပဲဒီပါဝင်ကစားခွင့်ရမရမူတည်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ဗျာကျွန်တော်တို့ဒီ Crystal Palace နဲ့ပွဲရအသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်အသင်းရဲ့ကစားသမားတွေထဲမှာဆိုရင်ဒီ Lucio ရယ် Bruno Fernandes ရယ် Mason Mount ရယ် Joshua Zirkzee ရယ်ဆိုတော့ဒုတိယပိုင်းမှာတော်တော်လေးကောင်းမွန်တဲ့ခြေစမ်းကိုပြနိုင်ခဲ့ဆိုတော့အဲ့ Crystal Palace နဲ့ပွဲမှာဆိုရင်အသင်းရဲ့ left side ကတော်တော်လေးအဆင်ပြေခဲ့ဗျာဒီ right side ဘက်အချမ်းကဒီ Mbeumo တို့ပြီးတော့အာမက်ဒီယာလိုတို့လီနီယိုလိုဆိုတော်တော်လေးရုန်းကန်ရတယ်အထူးသဖြင့်ဗျာဒီလီနီယိုလိုဆိုရင်တော်တော်လေးကို struggle ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဆိုတော့ Amorim ကဒီပွဲမှာဒီ right side back channel ကိုတော့အပြောင်းလဲလုံကောင်းလုံလာနိုင်တယ်ဆိုတော့ညီကိုတွေလည်းမြင်ပါပါဒီလီနီယိုလိုရဲ့ပုံစံကသူ့ကြောင့်မို့ဒါ penalty ပေးလိုက်ရတယ်ပြီးတော့သူ့ကိုလူစားလဲတဲ့အချိန်မှာကစားသမားလေးတော်တော်လေး down နေတာကိုတွေ့ရတယ်ဆိုတော့ကစားသမားလေးကလည်းငယ်သေးရလဲပါတယ်ကျွန်တော်အမြင်ပြောရရင်ဗျာလီနီယိုလိုကိုအနာပေးတဲ့အချိန်ရောက်နေလို့ကျွန်တော်တော့မြင်တယ်လီနီယိုလိုကအခုနောက်ပိုင်းပွဲတွေမှာဇက်တိုက် struggle ဖြစ်လာတယ်ပြီးတော့ကျွန်တော်အသင်းမှာဒါမာဇာရိုဝီလည်းပြန်ကစားနိုင်နေဆိုတော့ဒါမာဇာရိုဝီကို RCB နေရာမှာကစားတင်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့မာဇာရိုဝီကဒီ right wing back ကအရင်မစင်မပြေရဗျာ RCB မှာတော့သူလည်းကောင်းကောင်းကစားနိုင်တဲ့ထဲမှာပါတယ်ဆိုတော့အဲ့နေရာအပြောင်းလဲဖြစ်လာမယ်လို့မြင်တယ်နောက်တစ်ခုကဒီ Crystal Palace နဲ့ပွဲမှာဆိုရင်ဒီ Lisandro Martinez နဲ့လည်းကျွန်တော်ဒါလူစားဝင်ပြီးတော့ကစားပြန်လာနိုင်ပြီသူရဲ့ဒါပွဲမြခင်သိမ်းပေါ်ပြန်ရောက်လာရပါဗျာဆိုတော့ဒီ Lisandro Martinez ကိုမြင်ကျင်တဲ့ညီကိုတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့ကျွန်တော်လည်းကြည့်ချင်ပါတယ်ဒါပေမဲ့လက်ရှိချိန်မှာဒီ Lucio က Rattan ကောင်းနေရဆိုတော့အဲ့ဟာကိုရောဒီ Amorim ကဖြတ်ပါမလားဆိုတော့စဉ်းစားစရာရှိရယ်ကျွန်တော်ဒီတစ်ဖက်က One Hand ရဲ့ဒီနီကိုတော့ကြည့်မယ်ဆိုရင်သူတို့အသင်းနဲ့ထွေထူးအပြောင်းလဲတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီ Paqueta ကကျွန်တော်တို့ဒီ Liverpool နဲ့ပွဲစဉ်မှာသူအနီကထိခဲ့တယ်အနီကထိခဲ့တဲ့အတွက်ဒီပွဲမှာသူ suspend အနေနဲ့တော့ပါဝင်လာနိုင်မှာမဟုတ်ဘူးဒါက One Hand အတွက်တော့ဗျာဒီ creative ဘိုင်းမှာတော်တော်လေးအားနေသွားမယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီပွဲမှာလည်း One Hand ကဒါကျွန်တော်တို့ Everton ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံတိုင်းပဲကူးချပြီးတော့ကစားလာနိုင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာဆိုတော့သူတို့ဒီ low block ကိုပဲအဓိကပြင်ဆင်မယ်ဂိုးမပေးရရေးကိုပဲဥတီမယ်ပြီးတော့ counter attack နဲ့ရတယ်လို့ချင်းချောက်မယ်ဂိုးသွင်းနိုင်မှုရကြိုးစားတယ်ဆိုတော့အဲ့လိုပုံစံမျိုးပဲ One Hand ကစားလာနိုင်မှုရများတယ်လို့ကျွန်တော်တော့မြင်တယ်အဲ့မှာမှကျွန်တော်တို့အသင်းကဗျာဒီ Everton နဲ့ပွဲစဉ်ရလို့ဒီ Palace နဲ့ပထမပိုင်းကပွဲစဉ်ရလို့ပုံစံမျိုးဒီအစာပိုင်းအထလေးတာတို့ဒီတန်ပိုတော်တော်လေး
လေးတယ်ဆိုရင်တော့ကျွန်တော်အတင်းလဲဒါဒုက္ခရောက်ကောင်းရောက်သွားနိုင်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ကတော့ဒီဝမ်ဟန်နဲ့ပွဲစဉ်မှာဆိုရင်ပွဲစပြီဆိုတဲ့ဗျာကျွန်တော်တို့ဒီအင်ရှင်အသင်းပြီးအင်ရှင်အားနဲ့ဒီတန်ဖိုတင်ပြီးတော့ကစားစေချင်တယ်ဒီလုံလောက်တဲ့ run တွေလုံလောက်တဲ့ sprint တွေပြီးတော့ဒီ agency level လဲဟိုကောင်းမွန်နေရမျိုးကိုကျွန်တော်မြင်ချင်တယ်ဗျာအဓိကကတော့ဒီ passive နေပါတွေကိုမြင်မြန်ဆန်ဆန်သွားစေချင်တယ်ဆိုတော့ကျွန်တော်အသင်းအခုနောက်ပိုင်းတွေမှာဒီအသင်းလူပေးပုံတွေကတော်တော်လေးနှေးကွေးတဲ့ထဲမှာပါတယ်ဆိုတော့အဲ့ပိုင်းတွေကိုပို့ပြီးတော့ပြင်လာစေချင်တယ်ဟိုဘာပဲဖြစ်ဖြစ်ကျွန်တော်ရှေ့မှာပြောသလိုပါပဲဒီပွဲတွေကအကြောင်းပြချက်မရှိနိုင်ရမယ့်ပွဲတွေဆိုတော့ကျွန်တော်တကယ်လို့သာဝမ်ဟန်ကိုနိုင်မယ်နောက်လာမယ့်ဝူဘာတန်ပွဲကိုနိုင်မယ်ဆိုရင်ကျွန်တော်တို့ကပွဲစဉ်ဒီ David Stanley မှာဆိုရင်တော်တော်လေးအခြေအနေကောင်းသွားမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီ line up prediction ကိုပြောရမယ်ဆိုရင်အများကြီးတော့အပြောင်းလဲမရှိနိုင်ဘူးဗျာဆိုတော့ဂိုးသမားနေရာလည်းလက်မန်းပဲဆိုတော့စီ center back နေရာမှာဆိုရင်လည်းဒီမာတီးရဲ့ဒီလေးရဲ့ဆိုတော့ RCB မှာတော့ခုနကကျွန်တော်ပြောသလိုလီနီယိုရိုအောက်ပြီးတော့ဒီမာဇာရိုဝီပွဲထွက်လာမယ်လို့ကျွန်တော်မြင်တယ်ဒီ NCB ကတော့လူရှိုးရဲ့ Return ကိုသူဖြတ်မှာမဟုတ်သေးတဲ့အတွက်ဒီလူရှိုးပဲပါဝင်လာနိုင်အောင်ပဲဆိုတော့ဒီ win back 2ယောက်ကတော့အာမက်ဒီယာလိုနဲ့ဒီကိုဓာတ်လောက်ပဲဖြစ်ဖို့ရများတယ်ဆိုတော့ဒိုဂူကလည်းတော်တော်လေး struggle ဖြစ်နေတာဆိုတော့ဆိုတော့ကွင်းလေကတော့ကျွန်တော်ပြောင်းလဲရှိမှာမဟုတ်ဘူးကက်စီနဲ့ဒီဘရူနိုဖာနယ်တက်ကစားနိုင်သေးရတော့သူတို့ pivot ကိုပဲသုံးဖို့ရအများတယ်ဆိုတော့ရှေ့တန်းကတော့ခုနကကွန်ညာပြန်ပါလာနိုင်လားဆိုတာလေး concern ကြောင့်ရှိပေမဲ့လည်းကျွန်တော်အမြင်ပြောရရင်တော့ဒီ Mason Mount ရဲ့ Evan Moore ရဲ့ Joshua Zirkzee ရဲ့ကိုပဲဆက်ပြီးတော့သုံးသွားအောင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီတစ်ဖက်က website ခံမှတ်ချက်တွေကိုကြည့်မယ်ဆိုရင်တော့အကုန်လုံးကကျွန်တော်တို့အသင်းကိုအနိုင်ပေးထားရဗျာတချို့ကျတော့လည်းဂိုးပြတ်တယ်တချို့ကျတော့လည်းဒီဂိုးမပြတ်ဖက်နဲ့ဒါ United ကတရားပေါက်အနိုင်ရမယ်ဆိုတာမျိုးပဲသူတို့ဒီပြောထားတာကိုတွေ့ရတယ်ဆိုတော့ဒီ overall အနေနဲ့ကျွန်တော်မျိုးပြောရရင်ကျွန်တော်ကတော့ဒီနိုင်ခြင်းတယ်ဆိုတော့ဒီပွဲဒီနောက်ထပ်ချိန်ရလာတဲ့အခွင့်အရေးကိုဒီတစ်ချိန်မှာတော့လက်မလွတ်တင်တော့ဗျာမှားလဲမမှားတင်တော့တဲ့အခြေအနေဖြစ်တယ်ပြီးတော့ဒီအိမ်ဝင်းမှာလည်းရှင်ပြိုင်ကစားမှာဖြစ်တယ်ဆိုတော့ပွဲစားတွေကဗျာကျွန်တော်ပြောသလိုတန်ဖိုကောင်းကောင်းနဲ့ဒါကစားခဲ့မယ်ဆိုရင်ကျွန်တော်အတင်းဒီအဆင်ပြေကစားသွားနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ကတော့ဒီ2ဂိုးလောက်နဲ့ပဲကျွန်တော်အတင်းအနိုင်ရသွားမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ရဲ့အတင်းရဲ့ဒီတီနီယို line up prediction တွေကိုကျွန်တော်ကညီကိုတွေနဲ့တူဆွေးနွေးသုံးသပ်ထားဖြစ်တယ်ဆိုတော့ညီကိုတွေရောဒီဝမ်ဟန်နဲ့ပွဲစဉ်မှာဒီရလက်အနေနဲ့ဘယ်လိုထွက်လာနိုင်လဲအတင်းအနေနဲ့ဘယ်လိုပုံစံကစားတင်လဲစားတဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကို join တက်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်